သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1380ခုနှစ်နတော်လပိကျော်ရှိရန်ကုန်တိုင်းကမာရွတ်မြို့နယ်အမှတ်9ရပ်ကွက်တစ်ကြိမ်မြောက်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာပွဲသဘင်ဝဲဟောကြားအပ်သောဥပါဒါနပစ္စယဘဝတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မိယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုចេတိထဘွယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေတာကဲ့သို့သနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတန်တနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောက်မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဥပါဒနာပစ္စယဘဝဥပါဒဏ်ကြောင့်ဘဝဆိုတာပေါ်လာရတယ်လို့ပရိစ္ဆေသမုပ္ပါဒ်မှာမြတ်စွာဘုရားဟောထားတယ်ဘုရားဘာသာဝင်သူတော်စင်တို့ဒီစကားလုံးကိုကြားဦးနေကြတာဖြစ်လို့ဒီကောင်းစီနဲ့ပဲဒီကနေ့ညဟောပါမယ်မိမိတို့လက်ရှိဘဝနဲ့တတ္တဝါတိုင်းမှာရရှိထားတဲ့ဘဝနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီဒေသနာတော်နဲ့ဆက်ဆက်ပြီးတော့ဥပါဒနာပစ္စယဘဝလို့ဥပါဒံဆိုတာအစွဲလန်းဆွဲလန်းနေဆိုတာဟာပမာစကားစိတ်ထဲမှာဆွဲနေတယ်ဆိုတာဖြုတ်လို့အတော်နဲ့မရဘူးပေါ့အဲ့ဒီဆွဲလန်းမှုကြောင့်ဘဝဆိုတာဖြစ်လာရတာလူတိုင်းသူ့ဘဝကိုယ်ဘဝကိုယ်စီရှိနေကြတယ်သူ့ဘဝကိုယ်ဘဝလို့ဆိုတဲ့ဘဝကိုယ်စီရှိနေကြတဲ့ဘဝဟာဘာကြောင့်ဖြစ်တာလဲလို့ဘဝရဲ့အကြောင်းကိုစူးစမ်းလေ့လာတဲ့အခါမှာအဖြေမျိုးမျိုးထွက်ကြတယ်ပေါ့အဖြေမျိုးမျိုးဆိုတာဘာသာအမျိုးမျိုးရှိသည့်အတွက်ကြောင့်အဖြေအမျိုးမျိုးထွက်တယ်ပေါ့အကြောင်းတရားကိုရှာဖွေတဲ့အခါမှာ
မှန်ကန်တဲ့အကြောင်းတစ်ခုကိုရအောင်မရှာနိုင်ဘူးဆိုလို့ရှိရင်အကြောင်းတွေမျိုးမျိုးဖြစ်မှာပဲမှန်ကန်တဲ့အကြောင်းတစ်ခုကိုရအောင်ရှာနိုင်ပြီဆိုလို့ရှိရင်တော့ထိုအကြောင်းဒီတကယ်အကြောင်းစစ်အကြောင်းမှဖြစ်တဲ့အတွက်ကြောင့်ဘဝတစ်ခုရလာတာဘာကိုအခြေပြုပြီးတော့ရလာသလဲဘာကိုအခြေခံပြီးရလာသလဲဆိုတာဟာနားလည်နေကြတယ်အဲ့ဒါလို့နားလည်မှုဟာဘလောက်တန်ဖိုးရှိသလဲလို့ဆိုရင်ဘဝတစ်ခုကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်လေဘာလုပ်ရမလဲဆိုတာသဘောမပေါက်ပေဘူးလားဘဝတစ်ခုဘာကြောင့်ရတယ်ဆိုတာသိလို့ရှိရင်အဲ့ဒီရထားတဲ့ဘဝကိုမလိုချင်တော့ဘူးဘဝချုပ်ငိမ့်တဲ့ဘဝនិရောဓကိုလိုချင်ပြီဆိုရင်ဘာလုပ်ရမလဲဆိုတာထင်ရှားသိတယ်ပေါ့အကြောင်းတရားကိုဖယ်ရှားလိုက်ခြင်းဖြင့်အကျိုးတရားတွေဟာရပ်ဆိုင်သွားနိုင်တယ်ပေါ့ဒါကရှင်းရှင်းလေးပဲဥပမာပဲတစ်ပင်ကြီးတစ်ပင်ရှင်သန်နေတယ်အိမ်ကိုအရိပ်ထိုးနေတယ်တည့်ရွက်တွေနဲ့ဒီတစ်ပင်ကြီးအရိပ်ကြီးကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်ထိုတစ်ပင်ကိုအကိုင်းခုံးလိုက်မယ်ခုံးလိုက်တဲ့အကိုင်းဟာအချိန်တော်လေးရလာတဲ့အခါကျတော့ပြန်ပြီးတော့ပေါ်မလာပြန်ဘူးလားပြန်ပေါ်လာတာဆိုင်ရာအကြောင်းကိုတတ်တာမဟုတ်ဘူးခဏတစ်ပြုတ်ဖြည့်ရှင်းတဲ့သဘောမျိုးဖြစ်တယ်အဲ့တော့ဒီတပည့်ကြီးဘာကြောင့်ရှင်သန်နေသလဲလို့ကြည့်လို့ရှိရင်အမြစ်ပဲတစ်ပင်ကိုမလှဲနဲ့ရေတောင်းဖြင့်ကိုရှင်သန်မှုမရှိနိုင်အောင်ရှင်းတော့ကတော့တစ်ပင်တစ်ပင်ကိုမပေါက်စေခြင်းဘူးဆိုလို့ရှိရင်အစိတ်ဆူးဆိုတာရှိတယ်အဲ့ဒီအစိတ်ဆူးကိုတစ်ပင်ထဲမှာရိုက်သွင်းလိုက်ပြီဆိုလို့ရှိရင်ထိုအမြစ်ဟာရှင်သန်နိုင်မှုမရှိတော့အမြစ်ကိုဖြတ်လိုက်လို့ရှိရင်အပေါ်အကိုင်းခက်တွေမခုံနိုင်အောင်အမြစ်ပြတ်သွားတဲ့တစ်ပင်တစ်ပင်ဟာရှင်သန်မလားအေးတစ်ပင်ကြီးရှင်သန်နေတာအမြစ်ကြောင်းလို့သဘောပေါက်ထားတဲ့ပုဂ္ဂိုလ်ဟာဒီတစ်ပင်နောက်ထပ်မလိုချင်တော့ဘူးဆိုလို့ရှိရင်အမြစ်ကိုဖြတ်ဖို့ပဲလိုအပ်တာပေါ့အဲ့ဒါလိုပဲဘဝတစ်ခုကဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်မြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်မှာအနည်းဆုံးသောအကြောင်းတစ်ခုကိုရှားပြထားတယ်ဥပါဒနာပစ္စယဘဝတဲ့ဥပါဒဏ်ကြောင့်ဘဝဖြစ်တယ်ကောင်းပြီဥပါဒဏ်ဆိုတာဘာလဲဗမာစကားမှာလည်းဥပါဒံလို့ပဲသုံးတယ်ဥပါဒံဆိုတဲ့စကားလုံးလေးကိုရှင်းရှင်းနားလည်ပြီးဆိုလို့ရှိရင်ဒီစကားလုံးလေးတစ်ခုက literal meaning လို့ခေါ်တဲ့စကားလုံးလေးကဖော်ပြတဲ့အဓိပ္ပာယ်ဟာအမတန်မှနဲ့ဆိုင်နေပေါ့တာမန်ပြောလိုက်တဲ့စကားကအဲ့လိုနဲ့ဆိုင်မှုရှိချင်မှရှိမယ်ကဲကောင်းပြီဥပါဒါနဆိုတဲ့ပါဠိစကားကိုမြန်မာတွေကဥပါဒံလို့ဒီလိုပဲခေါ်လိုက်တယ်ပြန်လို့ရှိရင်လည်းအစွဲအလန်းလို့ပဲပြန်တယ် literal meaning ကဘာလဲဥပအာဒါနတဲ့ဒီစကားလုံးနှစ်ခုကိုခွဲလိုက်လို့ရှိရင်ဥပနဲ့အာဒါနဥပဆိုတာခိုင်ခိုင်မြဲမြဲအာဒါနဆိုတာစွဲယူထားတာခိုင်ခိုင်မြဲမြဲဆုပ်ကင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဒါမွေတကောင်ကဖားကိုကြိုက်ဖမ်းတဲ့အခါမှာတာမန်ဖမ်းတာမဟုတ်ဘူးမွေဟာယုံထွက်လို့မွေဖမ်းထားတဲ့ဖားဟာယုံထွက်လို့မတတ်နိုင်ဘူးမိချောင်းတကောင်ကသူ့ရဲ့အစာကိုပါးစပ်နဲ့ကိုက်ချီပြီးတော့ဖမ်းတဲ့အခါမှာလည်းပဲထိုတတ္တဝါဟာမိချောင်းရဲ့ပါးစပ်ကနေပြီးတော့ယုံထွက်ဖို့ဆိုတာမလွယ်ဘူးအဲ့ဒါလို့မြဲမြဲဖမ်းကင်ထားတဲ့သဘောကိုဥပါဒံလို့ပြောတာအဲ့ဒီဖမ်းကင်ထားတဲ့သဘောဟာရုပ်ဝတ္ထုတွေမှာကြတော့အလွန်ထင်ရှားတယ်ပေါ့လက်နဲ့ဆုပ်ကင်ထားပြီးယုံထွက်လို့မရအောင်ဆုပ်ကင်ထားပြီးရုပ်ဝတ္ထုတွေမှာ
အတင်းကျပ်ဆုပ်ကင်ထားတာမျိုးဥပါဒံအဲ့ဒါလိုပဲအတင်းကျပ်ဆုပ်ကင်ထားသလိုပဲစိတ်ထဲမှာလည်းပဲအာယုန်တစ်ခုအတင်းကျပ်ဆုပ်ကင်ထားတာမျိုးရှိတယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ကိုမြန်မာလူမျိုးတွေကဆွဲလန်းတယ်လို့ဒီလိုပြောတာနော်ဆွဲလန်းတယ်ဆိုတဲ့စကားဥပါဒံကိုပြန်ဆိုတဲ့စကားပဲသို့သော literal meaning ကအခိုင်အမာဆုပ်ကင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်က literal meaning ခိုင်ခိုင်မာမာဆုပ်ကင်ထားတယ်ဒါဖြင့်ဥပါဒံဟာလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့သဘာဝတရားတွေထဲမှာဘယ်ဟာကိုဥပါဒံလို့ခေါ်တာလဲစိတ်အားလုံးကိုဥပါဒံခေါ်သလားထိုစိတ်ပေါ်မှာရှင်ပြီးတော့ဖြစ်လာတဲ့စေတသိက်အားလုံးကိုဥပါဒံလို့ခေါ်သလားလို့ဆိုမခေါ်ဘူးဥပါဒံလို့ပြောတာနှစ်ခုတည်းပဲရှိတယ်ဘာလဲဆိုရင်တဏှာနဲ့ဒိဋ္ဌိတဲ့တဏှာဆိုတာတခါတရံရာဂလို့လည်းသုံးတယ်တခါတရံလောဘလို့လည်းသုံးတယ်တဏှာရာဂလောဘသဘာဝတရားတစ်ခုတည်းပဲတစ်ခုတည်းသောသဘာဝတရားကိုရှုထောင့်အသီးသီးကနေခေါ်ထားတာဒီတဏှာဆိုတဲ့သဘာဝတရားရဲ့အဓိပ္ပာယ်ကတော့ပူလောင်စေတယ်ဆိုတဲ့အဓိပ္ပာယ်ရပူလောင်စေတယ်ဆာလောင်စေတယ်ရာဂဆိုတာကတော့စိတ်ကိုအယောင်ဆိုးပေးတယ်ဆွဲလန်းစေတယ်လောဘဆိုတာတော့လိုချင်တယ်တတ်မဲ့တယ်ဟောဒီအဓိပ္ပာယ်နဲ့ခေါ်ထားတာတဘာဝအပြင်တူတူပဲကောင်းပြီအဲ့ဒီတဏှာကိုလည်းပဲဥပါဒံလို့ခေါ်တယ်ဒါဖြင့်တဏှာအားလုံးကိုဥပါဒံခေါ်သလားလို့ဆိုတော့ပရိစ္ဆေသမုပ္ပါမှာပဲကြည့်တဏှာပစ္စယဥပါဒနာလို့ရှေ့ကတဏှာဆိုတာလေးပါသေးတယ်ဘယ်ရာပဲဖြစ်ဖြစ်စတင်လာတဲ့အချိန်ဟာခိုင်မာမှုမရှိသေးဘူးတဏှာကလည်းပဲတဏှာအဆင့်မှာခိုင်မာမှုမရှိသေးဘူးထိုတဏှာကစွန့်ရင်တတ္တိတွေပြေးလာတဲ့အခါကျတော့ဥပါဒံဖြစ်သွားတယ်ခိုင်မာသွားတယ်ပေါ့ယောဂများလိုပဲစဖြစ်ခါစားတော့ကသိပြီဒုက္ခမပေးသေးဘူးဆွဲသွားပြီဆိုရင်အဲ့ဒီယောဂပြောက်အောင်ကုဖို့ခက်သွားတယ်ပေါ့အဲ့ဒါလိုပဲလူတွေရဲ့တဏ္ဍာမှာလိုချင်တယ်တတ်မဲ့တယ်တွေ့တာတယ်ဆိုတဲ့တဏှာဟာဖြစ်စားတော့ကတော့အင်အားမကောင်းသေးဘူးအဲ့ဒီအဆင့်လေးမှာတဏှာလို့ပဲခေါ်တယ်အင်အားကောင်းသွားပြီအာယုံကိုဖန်ဆွဲထားပြီဆိုလို့ရှိရင်တော့ဥပါဒံဖြစ်သွားပြီနော်တဏှာနဲ့ဥပါဒံပို့ပြီးတော့ထင်ရှားအောင်ပြောရလို့ရှိရင်ဘုန်းကြီးတို့တွေမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ညီတော်နန္ဒမင်းသားချွတ်ခန်းဇာလံကိုကြားဖို့ကြလိုက်အဲ့ဒီနန္ဒမင်းသားချွတ်ခန်းမှာနန္ဒမင်းသားကလက်ထက်မဲ့ဆဲဆဲမိမိရဲ့နှမအရင်ချာသနဗရကလျာဏီလို့လည်းခေါ်တယ်ဝဲအနေနဲ့ပေါ့နာမည်ကရူပနန္ဒာအဲဒီရူပနန္ဒာအပေါ်မှာဆွဲလန်းပြီးတော့အခိုင်အမာဆွဲလန်းနေတယ်စိတ်ကနေပြီးတော့ထိုအာယုံကိုမလွတ်နိုင်အောင်ဆုပ်ကင်ထားတယ်ဆိုဥပါဒံဖြစ်သွားအဲ့ဒီဥပါဒံကိုတရားဟောပြီးတော့ချွတ်လို့မရဘူးမြတ်စွာဘုရားကဘာနဲ့ချွတ်တုံးဆိုဥပါဒံကိုအပျော်စားတဏှာကိုအသုံးပြုပြီးတော့ချွတ်တာဗမာစကားမှာဘာပြောတော့ငချင်းစီနဲ့ငချင်းကြော်တယ်တဲ့စူးစူးလို့ရှိရင်စူးနဲ့ပြန်ထွင်တယ်တဲ့အဲ့ဒီအဓိပ္ပာယ်မျိုးပြောတယ်အဲ့တော့နန္ဒမင်းသားကသနဗရကလျာဏီပေါ်မှာဖြစ်ပေါ်နေတဲ့ဥပါဒံဟာဆုပ်ကင်ချုပ်ကင်ထားတဲ့တဏှာဖြစ်သွားပြီအဲ့ဒီတဏှာကိုဥပါဒံကိုသ
နဗရကလျာဏီနဲ့အစပေါင်းများစွာတာတဲ့လှပချုံမောတဲ့နတ်သမီးတွေကိုပြလိုက်တယ်နတ်သမီးမြင်လိုက်ရယုံလေးနဲ့ပဲနတ်သမီးအာယုံပေါ်မှာခြေနှက်သွားပြီးတော့နှစ်သက်သဘောကျသွားတဲ့တဏှာလေးပေါ်မလာဘူးလားအဲ့ဒီတဏှာလေးကဇနဗရကလျာဏီဆိုတဲ့နမတော်ပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံကိုဖြောင်းကနေဆိုဖြုတ်ပလိုက်တာပြီးသွားတယ်ဘလောက်ထိအောင်ပြုတ်သွားတဲ့ထင်တော့မြတ်စွာဘုရားကိုလျှောက်တယ်နတ်သမီးတွေအလှဇနဗရကလျာဏီရူပနန္ဒာရဲ့အလှနှစ်ခုရှင်ကြည့်မယ်ဆိုရင်နမတော်အဘိရူပနန္ဒာဇနဗရကလျာဏီရဲ့အလှမှာလမ်းမှာတွေ့ခဲ့တဲ့မြောက်ဥမာကြီးနဲ့တူပါတယ်လို့တောင်ဖြစ်သွားတာကဲဟုတ်ကဲ့လားပြုတ်သွားတယ်ဆိုတာအမတန်မှထင်ရှားတယ်ဥပါဒံတရားကိုတဏှာနဲ့ဖြုတ်ပေးလိုက်တာအဲ့တော့ပြောချင်တာကဥပါဒံဆိုတာဥပါဒံအမည်ရတဲ့တဏှာကအာယုံကိုဆုပ်ကင်ထားတဲ့တဏှာဖြုတ်မရအောင်ခိုင်မြဲနေတဲ့အာယုံကိုခိုင်ခိုင်မြဲမြဲကင်ထားတဲ့ဆွဲကင်ထားတဲ့တဏှာကိုဥပါဒံလို့ခေါ်တယ်အဲ့ဒါလောက်မခိုင်မြဲသေးတဲ့တဏှာကိုတဏှာလို့ပဲခေါ်တယ်ဒါကြောင့်တဏှာပစ္စယဥပါဒနာတဏှာအနုဇာလေးကဥပါဒံဖြစ်သွားတယ်လို့ဒီလိုပြောတာကဲကောင်းပြီနောက်တစ်ခုကဒိဋ္ဌိဆိုတာလူတယောက်မှာအမြင်ဆိုတာရှိတယ်ကိုယ်အမြင်သူ့အမြင်လူတွေကကိုယ်အမြင်သူ့အမြင်ဆိုတာလွတ်ခဲတယ်လောကလူတွေညင်းနေကြတာဘာနဲ့ညင်းနေကြတာဆိုအမြင်ညင်းမတူလို့ညင်းကြတာမဟုတ်လားဒိဋ္ဌိဆိုတာအမြင်ကိုပြောတာသူမြင်တာကတစ်မျိုးဟိုလူမြင်တာကတစ်မျိုးသူမြင်တာနဲ့ကိုမြင်တာမတူဘူးဆိုရင်မငြင်းကြပေဘူးလားအေးအဲ့ဒီအမြင်ဆိုတဲ့ဒိဋ္ဌိဟာလည်းပဲလူရဲ့စိတ်ထဲမှာအလွန်ဆွဲလန်းပြီးတော့ခိုင်ခိုင်မာမာချုပ်ကင်ထားတဲ့သဘောတရားရှိလို့အဲ့ဒီဒိဋ္ဌိကိုလည်းဥပါဒံလို့ခေါ်တယ်အာဒါနက္ခာဟိဒုပ္ပတိနေတ္တခိတဲ့မြတ်စွာဘုရားဒီစကားလုံးနှလုံးကိုသုံးပြုထားတယ်အာဒါနက္ခာဟိပြင်းပြင်းထန်ထန်ဆုပ်ကင်ထားတယ်ဒုပ္ပတိနေတ္တခိလွတ်ဖို့အမတန်ခက်တယ်တဲ့လူတွေရဲ့အမြင်အယူအဆအတွေးခေါ် view ဆိုတာတာမန်နဲ့မပြောက်ဘူးတာမန်နဲ့လက်လွတ်မှာမဟုတ်ဘူးအဲ့ဒီလိုတာမန်နဲ့လက်မလွတ်နိုင်တော့အောင်စွဲသွားတဲ့အယူအဆတရားဒီကနေ့မြန်မာနိုင်ငံမှာလည်းပဲရှိတာပဲမှားယွင်းတဲ့အယူအဆတရားလေးပေါ်လာပြီဆိုလို့ရှိရင်ထိုမှားယွင်းတဲ့အယူအဆကိုဟုတ်တယ်မှန်တယ်လို့စိတ်ထဲကသဘောကျသွားလို့ရှိရင်ဘေးကလူတွေကဘလောက်ပြောမင်းဟာမဟုတ်ဘူးမှားနေတယ်ပြောလည်းမရတော့မြန်မာနိုင်ငံမှာလည်းပဲကြည့်လေအဋ္ဌမဝါဒဆိုတာပေါ်နေတာရှိတာပဲအဲ့ဒီအဋ္ဌမဝါဒလို့ပေါ်နေတဲ့ပုဂ္ဂိုလ်တွေကဘလို့ပြောလဲအများနဲ့မတူသို့မဟုတ်စာပေနဲ့မညီဘုရားဟောထားတဲ့တရားဓမ္မနဲ့မတူဘူးဆိုလို့ရှိရင်အဋ္ဌမလို့ခေါ်တာပေါ့အဋ္ဌမဆိုတာဓမ္မနဲ့ဆန့်ကျင်နေတဲ့စကားလုံးပေါ့တူကတရားအထုတ်ရမယ်လို့စာထဲမှာမြတ်စွာဘုရားကတမ္မာဝါယာမကြိုးစားရမယ်အထုတ်ရမယ်လို့ပြောတယ်အဲ့ဒါကိုဆန့်ကျင်ပြီးတော့အထုတ်เสียမလိုဘူးလို့ပြောလို့ရှိရင်အထုတ်ရမယ်ဆိုတဲ့စကားကဘုရားစကားလို့ပြောလို့ရှိရင်အမထုတ်ရဘူးလို့ပြောလို့ရှိရင်ဘာဖြစ်သွားမလဲအာဓမ္မဖြစ်သွားတာဆန့်ကျင်သွားတယ်ခေါ်တာပေါ့အဲ့ဒါကိုပြောတာနော်အဲ့ဒီသဘောကိုပြောပြတာအယူဆတရားတစုံတစ်ယောက်ကပြောလိုက်လို့ကိုယ်အကြိုက်နဲ့ကြိုက်သွားပြီဆိုလို့ရှိရင်အဲ့ဒီအယူဆပေါ်မှာဆွဲလန်းပြီးတော့တာမန်နဲ့ဟောဖို့ပြောဖို့တာမန်နဲ့ကျွတ်ဖို့ဆိုအလွန်ခဲရင်သွားတယ်အတွေးခေါ်အယူဆတွေဟာမှားယွင်းသွားရင်အလွန်ကြောက်စရာကောင်းတယ်ပေါ့သူတို့ကဘယ်လိုပြောတော့ဣဒမေဝသစ္ဆံမောဃမဉ္ဇဉ်နဲ့ပြောလိုက်တဲ့စကားကဣဒမေဝဟောဒီငါပြောတာသာလင်သစ္စာအမှန်အဉ္ဇဉ်တခြားပုဂ္ဂိုလ်ကြီးပြောတဲ့အချက်တွေကမောဃအလကားပဲဟောငါပြောတာမှအမှန်တခြားပုဂ္ဂိုလ်ကြီးပြောတာအလကားလို့ဒီလိုယူဆသွားတတ်တယ်ပေါ့
ခိုင်မှာဆွဲလန်းပြီဆိုရင်အဲ့တိုင်ဆွဲတာဣဒမေဝသစ္ဆံမောဟမညာဒါသာအမှန်ဟွာတွေကအမှားလို့ဖြစ်မြင်ယူဆသွားတယ်အမှားမှန်ဆိုတာဝေဖန်ခွဲခြားရမယ့်ကိစ္စတစ်ခုမျိုးပေါ့မှန်တယ်ဆိုရင်လည်းဘာကြောင့်မှန်တာလဲမှားတယ်ဆိုရင်လည်းဘာကြောင့်မှားတာလဲဆိုတာအကြောင်းအကျိုးရှိတယ်ပေါ့အေးကောင်းပြီအယူဆဆိုတဲ့ဒိဋ္ဌိအစွဲလန်းအတွေးအခေါ်အမြင်တစ်ခုဟာအမတန်မှပြင်းပြင်းထန်ထန်စိတ်ထဲမှာချုပ်ကင်ထားတတ်လို့စွဲလန်းတတ်သည့်အရာဖြစ်သည့်အတွက်ကြောင့်ဒိဋ္ဌိကိုလည်းဥပါဒံလို့ခေါ်တာတဲ့အမြင်ဒိဋ္ဌိဆိုတာအမြင်ကိုပြောတာနော်ကိုယ့်ရဲ့အထင်အမြင်ဟာလည်းပဲဥပါဒံပဲကဲပေါင်းလိုက်တော့ဥပါဒနာပစ္စယဘဝလို့ဆိုတဲ့အထက်မှာဥပါဒံနဲ့ဥပါဒံလို့ဆိုတာအခိုင်အမာဆွဲလန်းချုပ်ကင်ထားတဲ့အရာနှစ်ခုဟာတဏှာနဲ့ဒိဋ္ဌိပဲတဏှာနဲ့ဒိဋ္ဌိနှစ်ခုဟာဆွဲလန်းလာပြီးသူတို့ကိုအခြေခံပြီးတဲ့နောက်မှာဘဝတစ်ခုဖြစ်ပေါ်လာဖို့ရာအခြေပြုထားကဲဒါဖြင့်ဥပါဒါနလို့ဆိုတဲ့ဥပါဒံဘယ်နှမျိုးရှိသလဲဆိုတဘာဝအားဖြင့်တရားကိုအားဖြင့်တော့2မျိုးပဲတဏှာနဲ့ဒိဋ္ဌိအမျိုးအစားနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်ဥပါဒံ4မျိုးရှိတယ်တဲ့4မျိုးကပါလဲဆွဲလန်းတဲ့အရာကိုကြည့်ပြီးတော့4မျိုးလို့ခွဲတာနံပါတ်1ကကာမုပါဒာနကာမဆိုတာလိုချင်စရာအာယုန်ဒီပေါ်မှာဆွဲလန်းတာကာမံဥပါဒိယတိတိကာမုပါဒာလိုချင်စရာအာယုန်ဒီပေါ်မှာဆွဲလန်းတဲ့အဆွဲလန်းဟာကာမုပါဒာနလို့ခေါ်တယ်နှစ်သက်စရာအာယုန်ဒီနှစ်သက်စရာအာယုန်ဆိုတာကိုယ်တိုင်မြင်လို့ဖြစ်စေတဆင့်ကြားတာပဲဖြစ်စေကိုယ်တိုင်နမ်းရှူရတာပဲဖြစ်စေကိုယ်တိုင်အရသာခံရတာပဲဖြစ်စေကိုယ်တိုင်ထိတွေ့ရတဲ့အာယုန်ပဲဖြစ်စေပေါ့သို့မဟုတ်တဆင့်ကြားပဲဖြစ်စေပေါ့အဲ့ဒီအာယုန်ဒီပေါ်မှာစိတ်ကလေးကဆွဲလန်းပြီးတော့သွားတယ်အဲ့ဒီဆွဲလန်းသွားတဲ့ဟာကိုပဲကာမုပါဒံလို့ခေါ်တယ်ကာမဥပါဒနာနှစ်သက်စရာအာယုန်နဲ့ပတ်သက်ပြီးတော့ဆွဲလန်းနေမှုတဲ့ဥပါဒံမကင်းသေးတဲ့ပုဂ္ဂိုလ်တိုင်းနှစ်သက်စရာအာယုန်တွေပေါ်မှာဆွဲလန်းမှုဆိုတာရှိတယ်ထိုဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ကံတရားများကိုပြုလုပ်နေရှိကြတယ်ပေါ့ဒါလောကမှာတတ္တဝါတွေကဒီပုံစံတိုင်းပဲပေါ့အဲ့ဒါကာမုပါဒနာကာမုပါဒနာကာမုပါဒံဆိုတာတခြားကိုပြောတာမဟုတ်ဘူးတဲ့တဏှာကိုပဲပြောတာနှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တာတွေ့တာလိုချင်တာဆွဲလန်းတာတဏှာရဲ့လုပ်ရက်တွေပဲပေါ့နောက်တစ်ခုကဘာလဲလို့ဆိုရင်အမြင်နဲ့ပတ်သက်ပြီးတော့3မျိုးဒိဋ္ဌုပါဒနာဒိဋ္ဌိဥပါဒနာအမြင်ရဲ့အစွဲလန်းသီလပတုပါဒနာသီလဝတ္တဆိုတာအလေးထားနဲ့အကျင့်တရားပေါ်မှာဆွဲလန်းတာနောက်တစ်ခုကအတ္တဝါဒုပါဒနာအတ္တလို့ရှိတယ်လို့ပြောဆိုတဲ့အယူဝါဒပေါ်မှာဆွဲလန်းတာလို့အဲ့ဒီ3ခုကတော့ဒိဋ္ဌိကိုပြောတာတဏှာနဲ့မဆိုင်ဘူးအမြင်နဲ့ပတ်သက်ပြီးတော့3မျိုးတဏှာနဲ့ပတ်သက်ပြီးတော့1မျိုးဥပါဒံ4မျိုးတဲ့ဒါဖြင့်ဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ကိုယ်တဏ္ဍာမှာဒိဋ္ဌိဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ဆွဲလန်းမှုရှိမရှိကိုယ့်အကိုသိအောင်ကြိုးစားဖို့လိုတယ်ဒိဋ္ဌုပါဒံဆိုတာဘာကိုပြောတာလဲဒီနေရာမှာဒိဋ္ဌိအမြင်ဆိုတာဘယ်လိုအမြင်မျိုးကိုပြောတာလဲဆိုရင်ဒီကနေ့ခေတ်တော့ယုတ်ဝါဒလို့ပြောတဲ့အရာမျိုးပေါ့နတ္ထိကဒိဋ္ဌိတဲ့ကံဤအကျိုးဆိုတာမရှိဘူး
ကုသိုလ်ကံရဲ့အကျိုးတရားဆိုတာမရှိဘူးအကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းမရှိဘူးဘာလို့ဘာမှရမှာမဟုတ်ဘူးလူဆိုတာသိသွားရင်ပြရောနောက်ဘဝဆိုတာမရှိဘူးနောက်ဘဝကတတ္တဝါတွေပရလောကလူတွေလည်းပဲဒီဘဝဆိုတာမရှိဘူးပြန်ပြီးတော့မွေးတဲ့တတ္တဝါဆိုတာလောကမှာမရှိဘူးဆိုတဲ့ညှင်းပယ်မှု10ချက်နတ္တိကဒိဋ္ဌိ10မျိုးလို့ခေါ်တယ်အဲ့ဒီညှင်းပယ်မှု10ချက်ကံရဲ့အကျိုးတရားကိုညှင်းပယ်တဲ့အယူဝါဒနတ္ထိကဝါဒအဲ့ဒီနတ္ထိကဝါဒကိုဒီနေရာမှာဒိဋ္ဌုပါဒံလို့ခေါ်တာမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဒီဝါဒကိုဆွဲကင်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရင်အဇိတကေတကမ္မလဆိုတဲ့ဆရာကြီးကဆွဲကင်လာသူဆွဲကင်လာသည့်အတွက်ကြောင့်ကြည်လေမင်းတို့ဘာမှလုပ်နေနဲ့လုပ်ရင်ဖြစ်လာမှာတခုမှမရှိဘူးလို့ပြောတာနတ္ထိဒုက္ကတဒုက္ကတနံကမ္မနံဖလံဝိပါကောကုသိုလ်အကုသိုလ်ကံရဲ့အကျိုးတရားဆိုတာမရှိပါဘူးလို့နတ္ထိပါမာတာနတ္ထိပိတာလောကမှာအမေဆိုတာလည်းမရှိပါဘူးဖေဆိုတာလည်းမရှိဘူးအမေအဖေကိုအသိမှမပြုတဲ့သဘောစာပေရပြောမယ်ဆိုရင်နတ္ထိမာတာအမေမရှိဘူးနတ္ထိပိတာအဖေမရှိဘူးလို့ဆိုတာအမေဖေပေါ်အမေဖေရဲ့မိမိပေါ်မှာပြုစုမှုကိုအတိမတ်မပြုတဲ့သဘောပဲဒါကြောင့်မို့စာပေကျမ်းဂန်မှာကျတော့ဘယ်လိုဖွဲ့လို့အမေမရှိဘူးအဖေမရှိဘူးပြောတာမဟုတ်ဘူးတဲ့အမေပေါ်မှာကောင်းရင်လည်းကောင်းကျိုးမရဘူးဆိုးရင်လည်းဆိုးကျိုးမဖြစ်ဘူးအဖေပေါ်မှာကောင်းရင်လည်းကောင်းကျိုးမရဘူးမကောင်းရင်လည်းဆိုးကျိုးမဖြစ်ဘူးဟောအမေဖေနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်เสียမလို့လုပ်လည်းဘာမှမရဘူးဆိုတဲ့အဓိပ္ပာယ်ပြောတာနော်အဲ့လိုပြောလိုက်တဲ့ဖြင့်မာတုကာရကကံကျွလွန်လဲအမိတတဲ့ကံကျွလွန်လို့ရှိရင်လည်းအပြစ်မရှိဘူးပိတုကာရကကံကျွလွန်လဲအဖေတတ်လည်းအပြစ်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ရောက်မသွားပြီဘူးလားအဲ့ဒါကြောင့်အမေဖေကိုအသိမှမပြုဘူးလို့ပြောတာနော်အဲ့ဒါနတ္ထိကဝါဒလို့ခေါ်တယ်အဲ့ဒီအယူဝါဒဟာလည်းပဲအခုဘုန်းကြီးတို့တွေကံကောင်းလို့ဗုဒ္ဓဘာသာဖြစ်ပြီးမြတ်စွာဘုရားတရားတော်ကိုနာကိုယ်ပတ်ဝန်းကျင်ကလည်းပဲမှန်ကန်တဲ့အယူဆတွေပြောဟောငယ်စဉ်ကတည်းကကြားနေကြရလို့ဒီမှန်ကန်တဲ့အတွေ့ကလေးရတာအထင်မကြီးလေနဲ့ဤဘဝရဲ့အချမ်းမဲမှာဒီအယူဆပြောင်းမသွားဘူးလို့ပြောနိုင်ပါမလားအေးအဲ့ဒီလိုအယူဝါဒရှိတဲ့ပတ်ဝန်းကျင်ထဲမှာကိုရောက်သွားပြီပြန်လဲမဝိဖွားသွားပြီဆိုလို့ရှိရင်အဲ့ဒီအယူဝါဒကိုင်မှာပဲဟုတ်ကလားအဲ့ဒီအယူဝါဒကိုဆုပ်ကင်ထားမှာပဲဆုပ်ကင်ထားပြီဆိုရင်ဘယ်သူလာတရားဟောလို့မရဘူးလေဥပါဒံဖြစ်နေတာဒီကနေ့ခေတ်ကဘာကြီးမှာတန်ပေါင်း9000ကျော်6000လူဦးရေရှိတယ်ဒီယူဝါဒဆွဲကင်ထားတဲ့ပုဂ္ဂိုလ်ဟာနည်းမယ်မထင်ဘူးမြောက်များစွာရှိနိုင်တယ်ဘုရားတရားတော်ကိုယုံကြည်တဲ့ဗုဒ္ဓဘာသာလို့စိတ်ဝင်းဝင်တဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းနည်းတယ်နော်အမြဲတမ်းနည်းတယ်အခုနိုင်ငံသားတွေမှာဆိုလို့ရှိရင် non religious believer non religion ဘာသာတရားကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေအများကြီးပေါ်နေဘာသာမဲ့လို့ပြောတာဘာသာမဲ့ဆိုတာညှင်းပယ်ထားတာပဲလေသူတို့ညှင်းပယ်ထားတဲ့အခါကျတော့လောက်ရတဲ့အလုံးပေါ်မှာပဲညှင်းပယ်တာလည်းဖြစ်နိုင်တယ်အေးဒါကြောင့်မို့လို့ဒီဝါဒကိုလက်ခံထားပြီးလို့ရှိရင်ထိုဝါဒကိုဆွတ်လွတ်ဖို့အတွက်ဟောဖို့ပြောဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးတဲ့အယူဝါဒတစ်ခုကိုဆုပ်ကင်မိပြီဆိုရင်ထိုဆုပ်ကင်ထားတဲ့အယူဝါဒကိုရှင်းပြလဲလက်ခံညီမလက်ခံတယ်ပါကျွတ်ဖို့ခက်သွားတယ်ဟုတ်ဒါကြောင့်မို့ဥပါဒံပြောတာနော်အဲ့တော့ဒိဋ္ဌုပါဒံဆိုတာအကျဉ်းအဖြစ်မှတ်ဖို့ရကအလူဒါနရဲ့အကျိုးဆိုတာမရှိဘူးကံကံရဲ့အကျိုးဆိုတာမရှိဘူးအမေအဖေပေါ်ပြုစုလို့ကြွေးတဲ့အကျိုးတရားဆိုတာမရှိဘူးတမလွန်လောကဆိုတာမရှိဘူးသေပြီးပြန်ဖြစ်တဲ့လူဆိုတာမရှိဘူးလောကမှာအမှန်တရားကိုဟောနိုင်တဲ့သူတော်စင်သူတော်မြတ်ဆိုတာမရှိဘူးလို့
အဲ့ဒီမရှိဘူးဆယ်ချက်နဲ့ညင်းကွယ်ထားတဲ့အယူဝါဒကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်နောက်တစ်ခုကသီလပတုပါဒနာသီလဆိုတာဒီကနေ့ဘုရားဘာသာတွေစောင့်တည်နေတဲ့သီလကိုပြောတာမဟုတ်ဘူးသီလဆိုတာလူတစ်ယောက်ရဲ့အလေအထအမှုအရာကိုသီလလို့ပြောတယ် habitual practice လူတစ်ယောက်ရဲ့အလေအထတစ်ခုကိုသီလဝတ္တဆိုတာအဲ့ဒီအလေအကျင့်တစ်ခုကိုလိုက်နာမယ်လို့ဆိုပြီးတော့စိတ်ထဲမှာဆုံးဖြတ်ပြီးတော့လိုက်နာနေတာဝတ္တဥပမာပြောရင်ဟုတ်လားငါတတ်တတ်လို့စားမယ်အဲ့ဒါဝတ္တသဘောပေါက်အောင်ပြောတာနော်ဝတ္တဆိုတာစောင့်တည်ထားတဲ့အချင်းတစ်ခုဝတ္တလို့ပြောတာသီလဆိုတာအလေအထအဲ့ဒီသီလဆိုတဲ့အလေးအထားတစ်ခုဟာတန်တရားမိမိတို့တဏ္ဍာမှာရှိတဲ့တန်တရားကိုရှိစေတတ်တဲ့ကိလေသာတွေကစင်ကြယ်တယ်လို့ယုံကြည်တယ်အဲ့ဒီအလေးအထားတွေကိုလက်ခံကျင့်သုံးတဲ့ဝတ္တကိလေသာတွေကစင်ကြယ်နိုင်တယ်လို့ယူဆတွေးခေါ်မြင်တဲ့အယူဝါဒကိုသီလပတုပါဒနာလို့ခေါ်တယ်တဲ့အဲ့ဒါလည်းအလွန်ဆွဲလန်းတတ်တယ်အလွန်ဆွဲလန်းတတ်တယ်ဒီသီလပဒနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားကဘုရားဘာသာကိုလေ့လာပြီးတော့ရေးသားတဲ့စာအုပ်တွေထဲမှာသီလပဒကို right and ritual လို့ဘာသာပြန်လေးရှိတယ်ဒါမှန်ကန်တဲ့ဘာသာပြန်မဟုတ်ဘူးသီလဝတ္တဟာအဓိပ္ပာယ်ကဘာတော့ဆိုလို့ရှိရင်တရိစ္ဆာန်တစ်ကောင်ရဲ့ဥပမာပြောကြပါစို့ခွေးတစ်ကောင်ရဲ့အလေအထမရှိဘူးလားခွေးရဲ့အလေအထခွေးရဲ့အမူအရာဆိုတာဘာလဲလို့ဆိုလို့ရှိရင်ခွေးဟာလေးဘက်ထောက်သွားတယ်အိတ်တဲ့ခါကျတော့သူအိတ်မဲ့နေရာလေးကိုသုံးပတ်ပတ်တယ်အိတ်မဲ့နေရာကိုတစ်ခါတစ်ခါရက်တတ်တယ်ရက်ပြီးရင်သုံးပတ်ပတ်ပြီးတော့အဲ့ဒီမှာအိတ်လေးရှိတယ်အဲ့ရင်ကွေးကွေးလေးအိတ်လေးရှိတယ်နောက်ဖေးနောက်ပြီးဆုံးလို့ရှိရင်သူ့အမူအရာတစ်မျိုးပေါ့ဟုတ်ကလားနမူနာသိယုံလေးပဲပြောတာခွေးတစ်ကောင်ရဲ့အမူအကျင့်တွေကိုအလုံးမြင်ဘူးနေကြတာဖြစ်တော့အဲ့ဒါကိုသီလလို့ပြောတာပဲခောတိကုက္ကုရသီလခွေးတစ်ကောင်ရဲ့အလေးအထားအဲ့ဒီခွေးတစ်ကောင်ရဲ့အလေးအထားကိုလိုက်နာကျင့်သုံးမှုခံယူစောင့်တည်လိုက်တာကဝတ္တတဲ့မြတ်စွာဘုရားလက်ထက်တုန်းကတကယ်ကိုခွေးလိုကျင့်တဲ့ပုဂ္ဂိုလ်တွေရှိခဲ့ဘူးတယ်ခွေးလိုကျင့်တယ်ဆိုတာခွေးလိုလေးဘက်ထောက်သွားတယ်အစာစားတဲ့အခါလဲခွေးဆိုတာလက်နဲ့ယူစားတာဟုတ်ကလားအစာနဲ့စားတာနော်နှုတ်သီးနဲ့ကြိုက်ပြီးတော့စားတာသူကလည်းပဲလူသားဖြစ်ပေမဲ့လို့ခွေးအကျင့်ကျင့်တဲ့အခါကျတော့ခွေးအမူအရာခွေးစတိုင်အကုန်လုံးလုပ်ရတာသူကဟုတ်လားစတိုင်အပြည့်ပဲခွေးရဲ့စတိုင်အကုန်လုံးอ่ะဒါမှသူ့အကျင့်အောင်မှာကိုနွားကျင့်ကိုစောင့်တည်ထားတဲ့ပုဂ္ဂိုလ်ကလည်းနွားစတိုင်အကုန်ယူရတယ်နောက်ဆုံးမှာကျင်ကြီးကျင်ငယ်ဆွန့်နာကဆွာပြီးတော့နွားပုံစံကြကြလောက်ရလေ့ကျင့်ရတယ်သူတို့အဲ့ဒါလို့ကျင့်နိုင်လို့ရှိရင်တဲ့တန်တရားဝုကလွတ်တယ်တဲ့အဲ့ဒီအစွဲလမ်းမျိုးခွေးနဲ့နွားတွေမကဘူးတခြားတ attva တွေရဲ့အကျင့်နဲ့အတူတူပဲလိုက်ပြီးတော့မှားမှားယွင်ယွင်လိုက်ပြီးအတူယူကျင့်ကြတဲ့ဟာတွေအများကြီးရှိတယ်ပေါ့အဲ့ဒါကိုသီလပတ္တလို့ခေါ်တယ်အဲ့ဒီသီလပတ္တနဲ့ပတ်သက်ပြီးတော့မှားမှားယွင်ယွင်ကြိုင်တယ်ပြီးအသုံးပြုတာဟာပရမာသပဲသီလပတုပါဒနာသီလပတ္တပရမာသစာပေကျမ်းဂန်မှာပရမာသဆိုတဲ့ထဲမှာလည်းဒါပါတယ်ဥပါဒံဆိုတဲ့ထဲမှာလည်းသီလပတုပါဒီအကျင့်ဟာလည်းအလွန်ဆွဲလန်းစေတတ်တဲ့အကျင့်တစ်မျိုးဖြစ်သည့်အတွက်ကြောင့်ဒါလည်းဥပါဒံပဲတဲ့ဟောနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်အတ္တဝါဒုပါဒ
အတ္တဆိုတဲ့စကားလုံးကိုမြန်မာလူမျိုးတွေကြတော့အဓိပ္ပာယ်တစ်မျိုးပြောင်းမယ်ပေါ့ဝိညာဉ်လို့ပြောကြတယ်လူသိလို့ရှိရင်ဝိညာဉ်လေးကထွက်သွားတယ်လို့ပြောကြတယ်ပေါ့အဲ့ဒီဝိညာဉ်လေးကနေဝင်စားတယ်လို့လိပ်ပြာဆင်သွားတယ်လို့ဗမာလူမျိုးတွေပြောတဲ့အတ္တရဲ့အဓိပ္ပာယ်ပဲအဲ့ဒါဝိညာဉ်ကောင်လိပ်ပြာအင်္ဂလိပ်လိုပြောတော့ spirit တို့ soul တို့အိန္ဒိယစကားလုံးကအာတမန်ဒါတွေအတူတူပဲတည်သွားတယ်ဆိုရင်ကိုယ်ပိုက်ထဲကနေပြီးတော့ထာဝရမြဲတဲ့အရာလေးတစ်ခုကထွက်သွားပြီးတော့နောက်ဘဝတစ်ခုမှဝင်စားတယ်လို့ဒီလိုယူဆတဲ့ဟာမျိုးအဲ့ဒီယူဝါဒကိုကင်ဆွဲပြီးတော့ပြောတာလည်းပဲဥပါဒံတစ်မျိုးပဲတဲ့အတ္တဝါဒဥပါဒံလို့ခေါ်တယ်ကဲကောင်းပြီဥပါဒံ၄မျိုးအဲ့ဒီဥပါဒံကိုအခြေပြုပြီးတော့တတ္တဝါတွေမှာဘာဖြစ်လဲဆိုပါစို့ကာမုပါဒံလူချင်းစရာနှစ်သက်စရာအာယုန်တွေနဲ့ပတ်သက်ပြီးတော့တဏှာဖြစ်ကြအစွဲလန်းတစ်ခုပေါ်လာအစွဲလန်းတစ်ခုပေါ်လာလို့ရှိရင်ရကျင်တဲ့စိတ်တွေဖြစ်လာတယ်ပေါ့ရကျင်တဲ့စိတ်ဖြစ်လာတော့ရနိုင်တယ်လို့ယူဆတဲ့နိလန်တစ်ခုကိုသူလောက်တော့မှာပေါ့ဒါဟုတ်ကဲ့လားအာယုန်တစ်ခုပေါ်မှာဆွဲလန်းလာလို့ရှိရင်ထိုအာယုန်တစ်ခုကိုဘာနဲ့ရနိုင်တယ်လဲလို့မေးလို့ရှိရင်ရနိုင်တာတစ်ခုကိုသူနိလန်ရလာလိုက်မယ်ရလာတဲ့အခါအဲ့ဒီနိလန်တစ်ခုကိုလုံးလိုက်မယ်အဲ့ဒီနိလန်အတိုင်းလိုက်တာကျင့်သုံးပြီးတော့လုပ်တဲ့အခါမှာအဲ့ဒီနိလန်ကအပြစ်ရှိတဲ့နိလန်လည်းဖြစ်နိုင်တယ်အပြစ်ကင်းတဲ့နိလန်လည်းဖြစ်နိုင်တယ်အပြစ်ရှိတဲ့နိလန်လို့ဆိုလို့ရှိရင်တော့အပြစ်ကိုခံရမှာပဲအပြစ်ကင်းတဲ့နိလန်ဆိုရင်ကောင်းကျိုးချမ်းသာရမှာပဲဒါကတော့ဒီလိုရှိတယ်ဆိုပါစို့လူတယောက်ဟာတာဝရိန္ဒနတ်ပြည်ကတရားမင်းကြီးရဲ့စည်းစိမ်ချမ်းသာအလွန်ကြီးမားတယ်နတ်တွေဟာအလွန်ချမ်းသာတယ်လို့ဒီလိုကြားရတဲ့အခါကျတော့သူစိတ်ထဲမှာနတ်ဖြစ်ခြင်းတဲ့စိတ်တွေဖြစ်လာနတ်ဖြစ်ခြင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါဘာလုပ်လဲနတ်ဖြစ်ခြင်းလို့ရှိရင်သူ့ကိုအကြံပေးတဲ့ပုဂ္ဂိုလ်က2မျိုးဖြစ်လာနတ်ဖြစ်ခြင်းလို့ရှိရင်ဘာလုပ်လဲတတ္တဝါလေးတွေလဲလှီးပြီးတော့လဲချောင်းသိမ်းနဲ့ပူဇော်ပတ်သားလို့ရှိရင်မင်းနတ်ဖြစ်လိမ့်မယ်ဟောဒီလိုအကြံပေးတဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိမယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေလုပ်ပြီးတော့နတ်ပြည်ရအောင်ဆူတောင်းလို့ရှိရင်လေနတ်ဖြစ်တယ်လို့ဒီလိုပြောမယ်ကောင်းရဂုံဘဝကိုရောက်ချင်လို့ကောင်းရဂုံပို့နိုင်တဲ့ထာဝရဘုရားကျင့်납အောင်လို့ဆိုပြီးတော့တတ္တဝါရဲ့လေချောင်းသွေးနဲ့ရင်းနဲ့ပူဇော်ပါပြီတဲ့အဲ့ဒီရင်းနဲ့ပူဇော်တဲ့အလုပ်ကိုသူတော်ကောင်းတွေကဘာလို့သတ်မှတ်တော့ဆိုဒုစရိတအကျင့်ဆုံးဘာဖြစ်လို့အကျင့်ဆုံးဖြစ်လဲတစ်ဖက်သားကိုထိခိုက်နစ်နာစေလို့အကျင့်ဆုံးလို့ပြောတာကိုကောင်းစားခြင်းလို့တစ်ဖက်သားကိုတပ်ဖြတ်ပြီးတော့ကိုကောင်းစားမှုကိုရယူတယ်ဆိုတာတရားသလားမတရားဘူးလားဒါပဲစဉ်းစားကြည့်ပေါ့ကိုကောင်းစားခြင်းနဲ့ဟိုတယောက်ကတော့သေရမယ်ဆိုရင်နီလန်ကြရလားဟိုတယောက်ကဘယ်လိုတွေးမလဲသူလည်းမကောင်းစားခြင်းဘူးလားသူများကောင်းစားဖို့အတွက် तू ကသေပေးရတယ်ဆိုတာဖြစ်နိုင်မှာမလားကိုချင်းသာစားပြီးတော့ကိုချင်းစာကြည့်ရင်ဒါတရားသလားမတရားဘူးလားဆိုတာရှင်းရှင်းလေးဟုတ်ကဲ့အဲ့တော့ဒါကြောင့်မို့လို့မကောင်းတဲ့အလုပ်ကိုဒုစရိုက်လို့ခေါ်တယ်နတ်ပြည်ရမယ်အထင်နဲ့ဒုစရိုက်လုပ်ငန်းကိုလုပ်တယ်လုပ်ပြီးဆိုတာအဲ့ဒါကြည့်အစွဲလန်းကိုဖြစ်ချင်တာကနတ်ပြည်စွဲလန်းတာကနတ်ပြည်လုပ်လိုက်တာကဒုစရိုက်ဒုစရိုက်လှုပ်လိုက်တာကဘဝကိုရောက်စေတတ်တဲ့ကံကိုလှုပ်တာဥပါဒံမှာဥပါဒနာပစ္စယဘဝမှာဘဝဆိုတာကိုနှစ်ခုခွဲထားတယ်ကမ္မဘဝနဲ့ဥပပတ္တိဘဝကမ္မဘဝဆိုတာဘဝတစ်ခုကိုတိဆောက်ပေးနိုင်တဲ့ကံတရားကိုဘဝလို့ခေါ်တယ်ကမ္မဘဝလို့ခေါ်တယ်
Eri kanga tisau bela lo ya la de bawa upapati bawa lo khoi. Oh, di nakhu zalo pyo tha. Upadan kayai mahobu lo chena ga swalanနေတဲ့နတ်ပြည်ကိုဆွဲလန်းသည့်အတွက်ကြောင့်နတ်ပြည်ရောက်ကြောင်းကံတစ်ခုကိုလုပ်တယ်လုပ်တဲ့ကံကအကုသိုလ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်သည်ကာမုပါဒံတိဟုသောအကြောင်းကြောင့်ငရဲဘုံငရဲဘဝရောက်သွားဘူးလားသူလုပ်တဲ့ကံဒီအကုသိုလ်ကံကိုလုပ်မိတယ်ဥပါဒံဆိုတဲ့ကာမုပါဒံဆိုတဲ့အစွဲလန်းကိုအခြေခံပြီးတော့အကုသိုလ်လုပ်တာကကာမဘဝထိုအကုသိုလ်လုံးသည့်အတွက်ကြောင့်ရသွားတဲ့အပေခန္ဓာအပေဘုံဘဝမှာရောက်သွားတာဥပပတ္တိဘဝအဲ့ဒါကိုပြောတာဥပါဒနာပစ္စယဘောလို့ပြောဆွဲလန်းမှုကိုအခြေခံပြီးတော့ကံကိုလုပ်တာထို့တူပဲမှန်ကန်တဲ့လမ်းကြောင်းပေါ်လူတွေဆိုတာတစ်ခါတစ်ခါရောက်သွားတယ်နတ်ပြည်ဆိုတာအမတန်ချမ်းသာတယ်လို့သိထားတော့လူကျင်စိတ်တွေပေါက်လူကျင်စိတ်တွေပေါက်လို့ဒါနကောင်းမှုတွေလုပ်တယ်သီလတွေစောင့်တည်တယ်ဒီကောင်းမှုကြောင့်နတ်ပြည်နဲ့ဖြစ်ရပါလို့ဤလို့ဆုတောင်းတယ်ဟောကြည့်လူကျင်မှုဖြင့်ဆွဲလန်းနေတာကကာမုပါဒနာကုသိုလ်လုပ်တာကကာမဘဝအဲ့ဒီကံပြည့်လို့ဒီဘဝကနေပြီးတော့သေသွားတဲ့အခါနောက်ဘဝမှာနတ်ပြည်နတ်ခန္ဓာရသွားတယ်ဟောဥပါဒနာပစ္စယဘောပဲဒါလားဥပါဒံကြောင့်ဖြစ်သွားတာလေနော်လူတိုင်းဟာတခုဖြစ်ချင်နေတဲ့ဆွဲလန်းမှုဟာဥပါဒံပဲအဲ့ဒီဥပါဒံကိုအခြေပြုပြီးတော့ကံတစ်ခုကိုလုပ်မယ်အဲ့ဒီကံတစ်ခုဒီဘဝကိုဖြစ်ပေါ်လာစေမယ်အဲ့ဒါကြောင့်မလို့ပရိစ္ဆေသမုပ္ပါဒ်မှာဥပါဒနာပစ္စယဘောလို့ခေါ်တာဘဝဆိုတဲ့စကားလုံးလေးမှာ2မျိုးပါတယ်လို့ဒီလိုမှတ်ကမ္မဘဝကံတရားတွေကိုကမ္မဘဝလို့ခေါ်တယ်ထိုကံတရားတွေကထုတ်လုပ်လိုက်တဲ့ခန္ဓာကိုဥပပတ္တိဘဝလို့ခေါ်တယ်ဟောဥပါဒံအခြေခံပြီးတော့ဒီလိုလုပ်တာစိတ်ဆွဲလန်းမှုအခြေခံပြီးတော့ဖြစ်တာတွေဟာအလွန်တရာမှထူးဆန်းအံ့ဩဖွယ်ကောင်းတယ်ဒီကနေ့လူလောကထဲမှာကြည့်စိတ်ဆွဲလန်းမှုကိုအခြေခံပြီးတော့ဒီကံဒီမှာတခုစိတ်ထဲမှာဖြစ်တာလဲမနောကံခေါ်တာပဲเนาะဆိုပါစို့တွေ့ဘူးကြပါလိမ့်မယ်မတွေ့ဘူးရင်ကြားဘူးကြလိမ့်မယ်လူလောကလူကလေးမွေးလာတဲ့အခါမှာလက်ကိုကျိုးတုပ်ရက်ကလေးမွေးလာတယ်ဆိုတာကြားဘူးကြတယ်မဟုတ်လားလက်ကလေးတွေပြက်ရက်ကြီးမွေးလာတယ်ဆိုတာလည်းကြားဘူးကြလိမ့်မယ်เนาะလူဖြစ်လာပြီးတော့ခေါင်းမှာအမာယုကြီးတွေပါလာတယ်ဆိုတာလည်းကြားဘူးကြလိမ့်မယ်အဲ့ဒါတွေကဘလို့ဖြစ်လာတာတော့အခုပြောတဲ့ဥပါဒနာပစ္စယဘောပဲကံမကောင်းအကြောင်းမလားလို့လူဆိုးသူဆိုးတွေနဲ့တွေ့လို့သူ့လက်ကိုဖြတ်ခံလိုက်ရတဲ့အချိန်မှာလက်ကြီးပြတ်သွားပြီဆိုတဲ့စိတ်အစွဲလန်းဒေါမနတဝမ်းနဲ့ကြည်ကွဲမှုကပြင်းပြင်းထန်ထန်ကြီးဖြစ်လို့သူ့စိတ်ထဲမှာငါလက်မရှိတော့ဘူးဆိုတဲ့အတွေးလေးနဲ့ငါလက်မရှိတော့ဘူးဆိုတဲ့စိတ်ဆွဲလန်းမှုကြီးအဲ့ဒါကံဖြစ်သွားတာပဲတခြားကံဝင်မလာနိုင်ဘူးသူကလွှမ်းမိုးပြီးတော့နေသည့်အတွက်ကြောင့်အဲ့ဒီကံနဲ့စိတ်ဆွဲလန်းမှုကိုအခြေခံပြီးတော့အဲ့ဒီလူဟာဒီဘဝမှာလက်ပါမလာတာလည်းဖြစ်တတ်တယ်ပေါ့စိတ်ဆွဲလန်းမှုကလည်းပဲအမတန်ပြင်းထန်တယ်ဘဝဒီဘဝလည်းမကဘူးနောက်ဘဝအထိအောင်ဘာဖြစ်လို့ဒီလိုဖြစ်ရတာတုံးလို့ဆိုလို့ရှိရင်ရုပ်ခန္ဓာကြီးကသာအကြီးကျယ်ပြောင်းလဲသွားတာစိတ်ဆိုတာကတော့အခုလက်ရှိဘဝမှာစိတ်တွေဟာတစ်စက္ကန့်ပြီးတစ်စက္ကန့်ဒီလိုဖြစ်နေတယ်လို့အမတန်လင်းမြန်တဲ့နှုံးနဲ့ဒါကနားလည်အောင်ပြောတာတစ်စက္ကန့်ဆိုတာတစ်စက္ကန့်မှာပဲဂရေတသိန်းလောက်ဖြစ်နိုင်တယ်လို့ပြောထားတာနော်အဲ့ဒီစိတ်အစဉ်ဆိုတာကဒီဘဝနဲ့ဟိုဘဝကြားမှာပြတ်သွားတယ်လို့မှရှိမှမရှိတာခုခေတ်စကားနဲ့ပြောရင် online ပဲဒီ line ကြီးတစ်ခုတည်းပေါ်မှာရောက်နေတာလူတယောက်ဟာသေကံဒီမှာစိတ်ဆွဲလန်းမှုတွေရှိသွားတဲ့အခါမှာအဲ့ဒီစိတ်ဆွဲလန်းမှုကြောင့်နောက်ဘဝမှာအမှတ်ကလေးပါသွားတာတို့နောက်ဘဝမှာလက်ကလေးပြတ်သွားတာတို့
နောက်ဘဝမှာကျွတ်တွေ့ကလေးမွေးတာတို့အမျိုးမျိုးဖို့မို့ဒါမျိုးတွေဖြစ်လာတတ်တယ်။ဘာဖြစ်လို့ဒီလိုဖြစ်လဲဆိုရင်စိတ်ဆွဲလန်းမှုဥပါဒဏ်ရဲ့ပြင်းထန်မှုပဲ။ဘုန်းကြီးတို့ဇာတိရွာမှာမန္တလေးတိုင်းစင်ကူးမြို့အဲ့ဒီဇာတိရွာမှာတောကမိခင်တဦးမှာမွေးလာတဲ့ကလေးလေး2 ယောက်တကယ်ဥရောပသားရုပ်အတိုင်းပဲဖြစ်လာမျက်လုံးကအပြာစပင်ကအဖြူငွေရောင်စပင်အသားကလည်းဖွေးစွန့်တယ်အမေနဲ့တခြားစီအဖေနဲ့တခြားစီကြည့်လိုက်လို့ရှိရင်ဥရောပသားလေးလို့အဲ့ဒါလိုမွေးလာတာရှိတယ်။ဘာဖြစ်လို့အဲ့ဒါလိုမွေးရတယ်လဲ။အကြောင်းအကျိုးဘယ်လိုဆက်ဆက်မှုရှိတယ်လဲလို့ဆိုရင်အဲ့ဒီမှာလည်းပဲဥပါဒံလို့ပြောလို့ရတယ်။အဲ့ဒီအမျိုးသမီးကဘာဖြစ်လို့ဗမာအမျိုးသမီးစစ်ဗမာမိခင်ဖခင်ကမွေးတဲ့ကလေးတွေဟာဘာဖြစ်လို့ဥရောပရုပ်ပေါက်သွားရတယ်လဲဆိုတဲ့နေရာမှာအကြောင်း2 မျိုးရှိတယ်ပေါ့အကြောင်းတစ်ခုကတော့မိခင်ရဲ့စိတ်ဆွဲလန်းမှုပဲဘုန်းကြီးတို့သိရှိရသမျှဆိုလို့ရှင်မြန်မာပြည်မှာနိုင်ငံခြားကဆရာဝန်ကြီးတွေလာပြီးတော့ငှက်ဖျားယောဂရှိမရှိလိုက်ပြီးတော့တောရွာတွေအနှံ့စစ်ဆေးတယ်သွေးဖောက်ကြည့်တယ်ပေါ့အဲ့ဒါလိုကျမ်းမာရေးစစ်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကမျက်နှာဖြူနိုင်ငံသားကြီးတွေကိုမကြည့်ရဘူးတိတ်ကြောက်တယ်သူစိတ်ဆွဲလန်းဖိုဘီးယားပေါ့နော်နိုင်ငံသားကြောက်တဲ့ယောဂဖိုဘီးယားအင်္ဂလိပ်ကြောက်တဲ့ယောဂဆိုအင်္ဂလိုဖိုဘီးယားလို့ခေါ်တယ်အဲ့ဒါစစ်မခံဘူးပုံနေတယ်ရွာလူကြီးတွေကအတင်းလိုက်ရှာဆွဲထုတ်ပြီးတော့မရရအောင်စစ်ခိုင်းသူစိတ်ထဲမှာအဲ့ဒီမျက်နှာဖြူလူမျိုးကြီးတွေကိုစိတ်ထဲမှာဆွဲလန်းပြီးတော့ဆွဲလန်းတယ်ဆိုတာကြောက်ပြီးတော့စိတ်ဆွဲလန်းပြီးတော့နေတာမွေးလာတဲ့ခါကျတော့အဲ့ဒီရုပ်ကြီးတွေဖြစ်နေသူကလေးတွေကအကြောင်းရှာမယ်ဆိုလို့ရှိရင်ဒီဥပါဒံပဲဒါလဲဥပါဒံကြောင့်ဖြစ်တာဒါကမိခင်ရဲ့ဥပါဒံကြောင့်ဒါမိခင်ရဲ့ဥပါဒံကသားသမီးကိုဖြစ်နိုင်သလားဆိုဖြစ်တာပေါ့မြေနဲ့တွင်းထဲမှာအောင်းပြီးတော့မွေးလာတဲ့ဖို့တတ္တဝါဟာအ내ဖြစ်တယ်မြေနီတွင်းထဲမှာအောင်းပြီးတော့မွေးလာတဲ့ဖို့တတ္တဝါကြတော့အနီဖြစ်တယ်ပေါ့ထို့တူပဲမိခင်ရဲ့စိတ်ဆွမ်းလန်းမှုရဲ့ထိခိုက်မှုကြောင့်သာသမီတွေဟာအဲ့ဒီပုံစံဖြစ်တယ်ဒါအကြောင်းတစ်ခုနောက်အကြောင်းတစ်ခုကတော့တရှိတတ္တဝါကိုယ်တိုင်ပေါ့တရေသားကိုယ်တိုင်ကစိတ်ဆွဲလန်းမှုရှိခုနပြောတာလို့အတိတ်ဘဝကသူ့ရဲ့ဆွဲလန်းမှုကြောင့်ဒီကံဤဆဲဆဲမှာသူ့ရဲ့ဆွဲလန်းမှုအဲ့ဒီဆွဲလန်းမှုပြင်းထန်သည့်အတွက်ကြောင့်မြန်မာပြည်မှာကြောက်ဆယ်နာတဝိုက်မှာဒါရှိဘူးတယ်ထက်ကြောက်ဆယ်နာမှာအမေရိကန်လေမြန်တစင်းဒုတိယကမ္ဘာစစ်အတွင်းတုန်းကအဲ့မှာပြတ်ကျတယ်အမေရိကန်2 ယောက်အဲ့ဒီနာရွာနာမှာပြတ်ကျပြီးတော့တည်သွားတယ်။နောင်ကြတဲ့အခါကျတော့အဲ့ဒီရွာမှာသူတို့အရာပြောရင်လူဝင်စားဖြစ်တယ်ပေါ့နော်။လူဝင်စားဖြစ်လာတဲ့အခါကျတော့သူတို့ရုပ်တွေကမူလရုပ်အတိုင်းပဲပြန်ဖြစ်နေတယ်။ဗမာမဖြစ်ဘူး။အဲ့ဒါကြတော့သူတို့ကိုယ်တိုင်ရဲ့စိတ်ဆွဲလန်းမှုပဲဥပါဒနာပစ္စယဘောသူတို့ကိုယ်တိုင်ရဲ့စိတ်ဆွဲလန်းမှုကြောင့်အဲ့ဒါလိုဖြစ်တယ်လို့ပြောရအောင်ဒါစိတ်ဆွဲလန်းမှုဆိုတာအလွန်ပြင်းထန်တဲ့စွန့်ရင်တတ္တိရှိတဲ့အရာတစ်ခုဖြစ်နေတယ်ပေါ့စကိုင်းကဘုန်းကြီးတို့ကျောင်းမှာပဲဥစဉ်တစ်ပါးရှိသူကောင်းမှာအနေရကြီးတွေပါတရက်ကြတော့ဘုန်းကြီးကမေးတယ်မင်းကောင်ကအနေရကြီးတွေဘာဖြစ်တာတော့သူကပြောတယ်မွေးရပါတဲ့ဘာဖြစ်လို့မွေးရပါရတာတော့လို့ဆိုအတိတ်ဘဝတုန်းကသူကတန်ဃာတယ်ဖြစ်ခဲ့တယ်တဲ့တောထဲမှာတန်ဃာတယ်
အင်းဆောင်မှာတဲလေးဆောက်ပြီးတော့အဲ့ဒီမှာနေတာညကြတော့ဓမြလာတိုက်ပြီးသူ့ကိုတတ်တယ်ပေါ့အဲ့ဒီစိတ်ဆွဲလန်းခေါင်းမှာဒဏ်ရာတွေရသွားတယ်အဲ့ဒီဒဏ်ရာရသွားမှုကစိတ်ဆွဲလန်းတစ်ခုဖြစ်သွားပြီးတော့ဒီဘဝမှာလည်းပဲခေါင်းမှာဒဏ်ရာကြီးတွေပါလာတယ်ဒါတွေကဥပါဒနာပစ္စယဘောဆိုတဲ့အထဲစိတ်ဆွဲလန်းမှုရဲ့အချက်ကြောင့်ဖြစ်တဲ့အရာတွေပဲတခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့တဏ္ဍာမှာဆိုပါစို့ကောင်းတာလုပ်တာကောင်းတဲ့ဘုံဘဝရောက်တယ်မကောင်းတာလုပ်တာမကောင်းတဲ့ဘုံဘဝရောက်တယ်ရေပုံအားဖြင့်ဒီလိုပြောအောင်သို့တော့စိတ်ဆွဲလန်းမှုရှိသွားပြီဆိုလို့ရှိရင်ဆွဲလန်းတဲ့နေရာမှာဖြစ်တယ်ဥပမာတစ်ခုပြောပြမယ်ဝေလူဝန်ကျောင်းတကာကြီးဗေမိသာရမင်းဗေမိသာရမင်းဟာထောင်တွင်းချပြီးတော့သားဖြစ်တဲ့အစာရတမင်းရဲ့အမိတ်နဲ့ခြေဘွားဓာခွဲပြီးအသက်ခံရသို့တော့သူကသောတာပန်ပုဂ္ဂိုလ်ပဲသောတာပန်ပုဂ္ဂိုလ်ဆိုတော့သူ့မှာဥပဋ္ဌာန်ဆိုတဲ့အစွဲလန်းမရှိဘူးဆိုလို့ရှိရင်အစွဲလန်းဒီလောက်မပြင်းထန်ဘူးဆိုလို့ရှိရင်သူကတာဝရိန္ဒနတ်ပြည်တို့တုတ်တိတာနတ်ပြည်တို့မဖြစ်နိုင်ဘူးလားအနာရဝိန်တထေးကဘယ်မှာဖြစ်တုံတုတ်တိတာနတ်ပြည်မှာဖြစ်တယ်နော်နာရဝိန်တထေးကြီးကတုတ်တိတာနတ်ပြည်မှာဖြစ်တယ်ဘာဖြစ်လို့တုတ်တိတာနတ်ပြည်ဖြစ်တုံလို့ဆိုလို့ရှိရင်ဘုရားဘာသာတွေများသောအားဖြင့်ကြားဘူးနေကြတယ်ဘုရားလောင်းတွေဟာဘယ်နတ်ပြည်မှာနေတာလဲတော့တုတိတနတ်ပြည်မှာနေတာဘုရားလောင်းတွေဟာနောက်ဆုံးဘဝမှာဆိုရင်တုတိတနတ်ပြည်မှာရောက်နေကြတယ်နောက်ဆုံးဘဝဆိုတာဘုရားဖြစ်မဲ့ဘဝရဲ့အရင်ဘဝပေါ့နော်တန်တရားလေတဲ့နောက်ဆုံးဘဝဆိုတာဆိုလူမဖြစ်ခင်နောက်ဆုံးဘဝလေးမှာတုတိတနတ်ပြည်မှာနေတယ်လို့ဆိုတာအဲ့ဒီဝတ္ထုတွေကိုကြားပြီးတဲ့အခါကျတော့တချို့ကုသိုလ်ကောင်းမှုလုပ်ပြီးရင်တုတိတနတ်ပြည်ဖြစ်ပြရစေဆိုတဲ့စုပတ်မှုတွေရှိတယ်အထူးသဖြင့်ဘုန်းကြီးတို့ငယ်ငယ်တုန်းကဘုန်းကြီးတို့ရဲ့ခမည်းတော်ကြီးကဘာကုသိုလ်လုပ်တုတ်တိရနတ်ပြည်မှာဘုရားလောင်းနတ်သားတွေရှိတယ်ဒါကြောင့်မို့ဘုရားလောင်းနတ်သားတွေနဲ့တွေ့ကျင်လို့တုတ်တိရနတ်ပုံဖြစ်ရပါလို့ဤဆုတောင်းတာကိုကြားဘူးတယ်နော်အကောင်းပြီတုတ်တိရနတ်ပုံအနာရဝိန်တထေးကတော့ဖြစ်သွားတယ်ဝိသခာကျောင်းမကြီးကတော့အဲ့ဒီတည်းမြင့်တယ်နေမာနရတိနတ်ပြည်မှာရောက်တယ်အဲ့ဒါလို့အနာရဝိန်တို့ဝိသခာတို့အဆင့်မြင့်တဲ့ဘုံတွေရောက်ရတဲ့နဲ့ဗေမိသာရမင်းတရားကြီးကဘယ်ရောက်သွားတော့ဆိုတာဝရိန္ဒာတောင်မရောက်ဘူးစတုမာတဲ့နတ်ဘုံမှာဝိတ္တဝံဆိုတဲ့ဘလူးနတ်မင်းကြီးရဲ့အချမ်းရံဘလူးတယောက်သွားဖြစ်နေတယ်ဇနဝတ္တပါတဲ့သူ့နာမည်ဒီကနေ့ကတည်းကဇနဝတ္တပါသုတ်ဆိုတာရှိတယ်သူ့နာမည်ကဇနဝတ္တပါလို့ခေါ်တယ်တည်တဲ့အခါမှာသောတာပန်ဖြစ်ပြီမယ်ဘလူးသွားဖြစ်တယ်ဘလူးသွားဖြစ်တာနတ်ဘလူးသွားဖြစ်တယ်ပေါ့စတုမာတဲ့နတ်ဘုံဆိုတာအနှိမ့်ဆုံးနတ်ဘုံပဲလေအဲ့ဒီအနှိမ့်ဆုံးနတ်ဘုံကဘယင်တောင်မဟုတ်ဘူးသူကဘယင်ရဲ့အောက်ကအာလဝကတို့ပုံနကတို့နဲ့တဒန်းနဲ့သူကဇနဝတ္တပါဆိုတဲ့နတ်သားသွားဖြစ်တယ်နတ်ဘလူးသွားဖြစ်တယ်ဘာဖြစ်လို့အဲ့ဒီဘုံရောက်သွားရသလဲဆိုတော့ဥပါဒဏ်ကြောင့်ပဲသူကအဲ့ဒီဘုံကိုအကျဉ်းချင်းဖြစ်ခဲ့တာဖြစ်ခဲ့တဲ့အခါကျတော့တေခါนี้မှာအဲ့ဒီအကျဉ်းချင်းဖြစ်ခဲ့တဲ့ဘုံဘဝကိုသူစိတ်ထဲမှာဆွဲလန်းမှုလေးဖြစ်သွားပြီးတော့အဲ့ဒီဘုံပဲရောက်သွားတယ်အဲ့ဒါလည်းတတိထားเสียတစ်ခုပဲပေါ့နော်တတိထားเสียတစ်ခုပဲအစွဲလန်းဆိုတာသွားမထားလိမ့်နဲ့စွဲလန်းမှုရှိရင်အဲ့ဒီမှာပဲထပ်ဖြစ်ဖို့ကဒါတော့ကံတော့ရှိသေးတာမဟုတ်လေကံကအစွမ်းထက်သလားသို့မဟုတ်အစွမ်းမထက်ဘူးလားသူကသောတာပန်လဲသောတာပန်ဖရာကျောင်းတကာကြီးလဲကျောင်းတကာပဲသူကံကတော့အစွမ်းထက်ပြီးသားပဲเนาะဘယ်လိုပဲအစွမ်းထက်တဲ့ဘဝနိကန္တိဆိုတဲ့အစွဲအလန်းကလေးကြောင့်အဲ့ဒီပုံသွားဖြစ်တာပဲစ
Sana Vadavare. Da Upadanyao Chia de Bawa Lady Bo. Dajamolo the Upadan so that Salamu Leha. Bawa could dissolve any Yama. Emedama Yibaramu Yasavyaga Upadana Pisia Bawolo Ora. Kaumi Teganima Supanyara Rishire, Jutimbira Supana Rishire. Kauna Supanalo, Magauna Sudan to a Boguri Shira. The Mabra Rema Pare Amuse the media solution. Any muse the media. Ain't no shame to Urema. Amuse the media a jing at the Lupia. Pite Kama. The Uga Tadami Miahu, and Nega Tadmia. And Nega Tadmia la Lucian, a chiga. Tipicity to buy no one hold. Taga a near tones and what, no? To my buy no man so the dredger. And a yame go move chassis the boy, no? At a look chassis like there, Kajaro. Now the chamber. Going Piayo Nemagavu, Eddie amused me at that Anieva Tikai God. Tikai Deka, to load Halo let thee or take a Nijaro. Goda Agada Pimin Chanane. Now why Yaloshin do, man nine Beazi, Tadamin in a what? And Nayade Bogupia Vasi, Sutana, Eddie Amadua, Chaumat Wapset. Kona do go doka be the amuse me at theatre, Kaja, Gemma Wapset. Now, Tilo Sutana regale, Tiganima, Dominata and Theta Mo, Trace and Wayaldaja. Eri Chaumaga, Gemma, Kaliri, Jeuri, Gemma, Gaida Salate. Gemma, let Tiganima come in and say, now Waja. Nego Kaline do the Wasaba, no Ilu Sutan Wabiana. Dodane, Jay Wabiana. Tere Kajara Dua. Dorema, Jatema Dwapset. Who Chauma Badwapet, Tamema Dwapset. Or Tamemwe Jasayan, Lazado. Now Soma. Megan looked at the Memavasa. Ariane they look through it and knew her. Say Swalam, Nuria, Mabiedi, Dredger, Papiet. Deoga Lula Chebiro, Deoga Baluma Lapset. Kalimura Mura La Vida Sara. She take an ima, Magone Sugo, you do Lucian. Eddie Magone Agudu Chop, Magone Che Neri Ma Yabiro. Magone Lesachi Muri will have Chiposi that day. Salamusura, alone Jossia Gaunemo. Duroye Boaha. Abiana Revenge loaded, Clesachi needed Boamu Yoshi Biro Toari. E Dajamu Upadana Pisia Bowo. Chillade Six Salamu Lego, Chikan Biro. Duriatanama. Pawatakuga, Pandibida Chillade, Candiago le Lojare, Swelango, Chikambiro, can load. So as Conabiore, take two para, Kai Jogo Mio Yembere, loade, the Kugu. The Lavadu para, Nalo Jim Quello Jim, T. Jim. Pawaga Lumio de Lu Yonchide, Lina Chendone, loaded. Canchilla. Ericane, Jobe Muja, Powataku, Bola Avare. Solo Raga Upadane Jama, Canshi de Bo, Ericangove, Camawano Cornare. Ericamawaga, Tolo like the Boaja, Ubabadi Boa. Ericamabuane, Ubabadi Boa, Nayago, Bonsa Biro, Yasavia, Brisa Obama, Ubadana Bisia, Paolo de Lucorava. As well as she needed them yet. Mawago Pissy that the Candiarigo, Panija Omabe, Lonija Omabe.
ကံတရားတွေဟာလည်းမိမိတို့တဏ္ဍာမှာစုမိဆောင်းမိဖြစ်နေဥမှာပဲထိုကံတရားတွေစုမိဆောင်းမိဖြစ်နေသမျှကံတရားရဲ့အကျိုးလို့ဆိုတဲ့ဘဝခန္ဓာတွေဟာပေါ်နေဥမှာပဲအဲ့ဒီဥပါဒံကိုဘာကြောင့်ဒီဥပါဒံတရားမဖြစ်အောင်ဘာလုပ်ရမလဲလို့ဆိုရင်ဥပါဒံတရားမဖြစ်အောင်တဏှာဆိုတာမဖြစ်အောင်လုပ်ဖို့လိုမယ်အဲ့ဒီတဏှာကဘာကြောင့်ဖြစ်လာတော့ဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အာယုန်နဲ့တွေ့ကြုံခံစားမှုကိုအကြောင်းပြုပြီးတော့တဏှာဖြစ်လာတာဝေဒနာဟာတဏှာဖြစ်ဖို့အတွက်ဥတည်ချက်ပေးလာတယ်ဒါဖြင့်ဒီဝေဒနာကဘာကြောင့်ပေါ်လာရတာတော့ဆိုအာယုန်နဲ့စိတ်နဲ့စုံမိတဲ့ဖတ်တာအာယုန်နဲ့စုံမိတဲ့ဖတ်တာကြောင့်ဝေဒနာဖြစ်လာရတာဒါဖြင့်ဖတ်တာကဘာဖြစ်လို့ဖြစ်ရတာတော့ဆိုလူတွေမှာမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့အာယုန်တွေနဲ့ဆက်သွယ်တဲ့အရာတွေပါလာတယ်အဲ့ဒါကြောင့်ဆက်သွယ်မိတယ်ဆက်သွယ်မိလို့ဖတ်တာဆိုတာဖြစ်လာတယ်ဒါဖြင့်ဒီလိုဆက်သွယ်မိလာတာဘာကြောင့်ဖြစ်ရတာတော့ဆိုရုပ်တည်ဉာဏ်တွေဖြစ်လာလို့ပဲအဲ့ဒီရုပ်တည်ဉာဏ်တွေကဘာကြောင့်ဖြစ်ရတော့ဆိုသတိစိတ်ကလေးပေါ်လာလို့ပဲဒီသတိစိတ်ကလေးကဘာကြောင့်ပေါ်လာတော့ဆိုဟိုဘဝကဘဝကိုဖန်တီးပေးနိုင်တဲ့သင်္ခါရလို့ဆိုတဲ့ဘဝကိုပြုပြင်ဖန်တီးပေးတဲ့စေတနာကြောင့်ပေါ်လာတာဒါဖြင့်အဲ့ဒီစေတနာလေးကဘာကြောင့်ပေါ်လာရတယ်လဲဆိုရင်အဝိဇ္ဇာအမှန်ကိုမသိတာကြောင့်လို့ပဋိစ္စသမုပ္ပါဒ်မှာဒီလိုသွားတာဒါဖြင့်ဥပါဒံပျောက်ခြင်းပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲအမှန်မသိတဲ့အဝိဇ္ဇာကိုဖယ်ရှားအမှန်မသိတဲ့အဝိဇ္ဇာချုပ်သွားလို့ရှိရင်သင်္ခါရဆိုတာမလာတော့ဘူးသင်္ခါရချုပ်သွားလို့ရှိရင်ဝိညာဉ်ဆိုတာမလာတော့ဘူးဝိညာဉ်ချုပ်သွားလို့ရှိရင်နာယုတ်ဆိုတာဆင့်ပွားပြီးမလာတော့ဘူးနာယုတ်ချုပ်သွားရင်တလယရဏဆိုတဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာတွေမလာတော့ဘူးအဲ့ဒါတွေချုပ်သွားလို့ရှိရင်အာယုန်နဲ့ဆက်သွယ်တဲ့ဖတ်တာဆိုတာမလာဘူးဖတ်တာမလာတော့ဘူးဆိုလို့ရှိရင်အာယုန်နဲ့အတွေ့အကြုံရှိတဲ့ဝေဒနာဆိုတာမလာဘူးဝေဒနာမလာလို့ရှိရင်တဏှာဆိုတာမလာတော့ဘူးတဏှာမလာရင်ဥပါဒံလာစရာမရှိတော့ဘူးဥပါဒံမလာလို့ရှိရင်ဘဝကိုဖြစ်စေတတ်တဲ့ကံတရားတွေမလုံးတော့ဘူးကံတရားတွေမလုံးလို့ရှိရင်ဘဝတစ်ခုရမှာမဟုတ်တော့ဘူးလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီလိုကြောင်းကျိုးဆက်ပြီးတော့ပြတာအဲ့ဒါလိုကြောင်းကျိုးဆက်ပြတဲ့ဒီလိုကြောင်းကျိုးတွေမလာအောင်နီလန်းရှိသလားလို့ဆိုတော့နီလန်းကတော့မဂ္ဂင်၈ပါးအကျင့်တရားပဲမဂ္ဂင်၈ပါးအကျင့်တရားမှာသမ္မာဒိဋ္ဌိလို့ဆိုတဲ့အမှန်မြင်မှုကိုဥဆောင်ပြီးတော့မှန်ကန်စွာမြင်လို့မှန်ကန်စွာတွေးတောမယ်မှန်ကန်စွာလှုပ်ဆောင်မယ်မှန်ကန်စွာအမှတ်ထားပြီးတော့မှန်ကန်စွာစိတ်တည်ငြိမ်အောင်ထားမယ်ဆိုလို့ရှိရင်ထိုမှန်ကန်မှုပေါ်မှာအခြေခံလာတဲ့မဂ္ဂင်အကျင့်တရားဟာခုနကပြောတဲ့အဝိဇ္ဇာချုပ်မှုကိုဥဆောင်ပြီးတော့သွားလိမ့်မယ်အဝိဇ္ဇာချုပ်တာနဲ့တပြိုင်နက်နောက်ကဆက်တိုက်အဝိဇ္ဇာမရှိတော့ဘူးဆိုရင်သင်္ခါရတွေမရှိတော့ဘူးဆိုပြီးနောက်ဆုံးမှာဥပါဒံမရှိလို့ဘဝဆိုတာပြတ်သွားတာမျိုးဖြစ်တယ်အဲ့ဒါဘဝនិရောဓဆိုတာနိဗ္ဗာန်ပဲဥပါဒနာပစ္စယဘဝဥပါဒံရှိနေသေးသမျှဘဝဆိုတာလာနေဦးမှာပဲဥပါဒနာនិရောဓဘဝនិရောဓဥပါဒံချုပ်သွားပြီဆိုလို့ရှိရင်ဘဝလည်းချုပ်သွားပါပြီတဲ့ဘဝនិရောဓဆိုတာနိဗ္ဗာန်သာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဥပါဒနာပစ္စယဘဝနဲ့ပတ်သက်ပြီးတော့အကျဉ်းချုပ်ရှင်းလင်းဟောကြားတာကိုအလုံးနာယူကြရတဲ့ဖြင့်တို့တွေဟာဘဝတစ်ခုရရှိနေကြတာဟာအနိကဆုံးအကြောင်းတရားကတော့ဥပါဒံကြောင့်ရရှိနေတာဥပါဒံဆိုတာတဏှာဒိဋ္ဌိပဲဖြစ်တယ်တို့သမဏမှာဖြစ်နေတဲ့တဏှာတို့ဒိဋ္ဌိတို့တွေဟာဖယ်ရှားကြရမှာလို့ကိုယ်စီသဘောပေါက်ပြီးတော့တဏှာဒိဋ္ဌိဆိုတဲ့အစွဲလန်းနေဖယ်ရှားနိုင်ရဖယ်ရှားနိုင်ကြောင်းဖြစ်တဲ့သီလအကျင့်သမာဓိအကျင့်ပညာအကျင့်လို့ဆိုတဲ့မဂ္ဂင်အကျင့်တရားကိုကိုယ်ငှချင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းဟိတပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံ
ငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာစေတောဟုသမျှတို့သည်တဘဝတပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်လည်းမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း